ဒီ LDL lips ရနေတော့မှုကြတော့ကိုယ်ခန္ဓာကိုယ်ရဲ့ pH level အရာကိုနဲ့အလိုက်ဖက်ဆုံးပန်းရောင်လေးပြောင်းသွားတာပေါ့နော်စိုးတက်ရင်စိုးတက်တယ်လို့လှတယ်ပြီးတော့ကက်စီလည်းလုံးဝမဖြစ်ဘူးအများကြီးသုံးကြမလို့နည်းနည်းလောက်နဲ့အရောင်ထွက်တယ်ပေါ့နော် packaging ကဒီလိုလေးလာတယ်ပြီးရင်အနက်အရန်ကောင်းတယ်အသိနက်လိုမုံနက်လိုလေးပေါ့နော်သူက lip treatment လေးကိုမှကာလာလေးပါတာပါးနေရာမှာလည်းသုံးလို့ရတယ်ပြီးတော့ပုံမှန်ပြထားတဲ့အတိုင်းဒီ nipple လေးတွေအတွက်ပါသုံးလို့ရတယ်ပေါ့နော် treatment အနေနဲ့ရောအရောင်ပန်းရောင်တန်းချင်တယ်ဆိုလို့ရှိရင်ဟုတ်ကအညိုရောင်လေးနဲ့နှာခမ်းရဲ့အပေါ်လေးမှာနည်းနည်းလေးကွတ်ပေးရတဲ့ LDL lips serum လေးကိုပပလေးကနေစပြီးတော့တစ်ထပ်ချင်းလိမ့်ပြီးအရောင်ရင်းချင်းတဲ့နေရာမှာနှစ်ထပ်လောက်စိုးပေးလိုက်တယ်ပေါ့နော်အရောင်လေးကလည်းကာလာချင်းသွားတာအရင်လာတယ် review ကောင်းနေတယ်တော်တော်များများရထားတယ်ပေါ့နော်ကဆိုးအရင်တော့ကလည်းပုံလေးတင်ပြီးတော့ review လုပ်ပေးမှုခုနလို heavy ဖြစ်မစိုးချင်ဆိုလို့ရှိရင်လည်းထားလာနေရမှာဒီလောက်ပပလေးစိုးလို့ရတယ်ပြီးတော့သူတင့်လိုလေးဆွဲသွားတာဆိုတော့ဒီလိုလုပ်လိုက်လို့ရှိရင်အစီလေးတွေပဲပြန်ပါလာ tissue နဲ့ဖြတ်တယ်ဆိုလို့ရှိရင်လည်းအရောင်ကျန်တယ်ပေါ့နော်လုံးဝကျန်ပြီးတော့ blusher လေးနဲ့သုံးမယ်ဆိုလို့ရှိရင် bare face မှာသုံးရတာအရင်ကြိုက်တယ်ဘာမှမလိမ့်တာပဲနဲ့အဲ့ဒီဟာနဲ့ပါးနေရဲ့နှကန်းနေလေးသုံးလိုက်ရင်ပင်ကိုပါးနေလေးလို့ဖြစ်သွားအောင်သူ့ဘလောက်တော့မကုန်ဘူးဆိုပြီးလည်းနာမည်ကြီးနေရတယ်ကဲစမ်းကြည့်ကြနော် thank you ပါ